Hello အားလုံးပဲမင်္ဂလာပါအခုပြောပြပေးမယ့်အကြောင်းအရာကဒီမှာ Uber တို့ Bolt တို့မောင်းချင်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ license ကိုဘယ်လိုလုပ်ရလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်အစတုန်းကတော့မလို့ထင်လို့မပြောသိအသုံးမဝင်ထင်လို့မပြောမလို့ပဲဒါပေမဲ့ကို license ရရလဲဆိုတော့ကိုဒီမှာနေတဲ့တခြားလူတွေကစားပေါ့နော်တခြားနိုင်ငံသားတွေကအစားလာပြီးတော့မေးကြရပါရဲ့ဒီ license ဘယ်လိုလုပ်လိုက်တာလဲဘာညာဆိုသူတို့တန်းတောင်းနဲ့လာပြီးရောသုံးဝင်တယ်ပေါ့နော်တော်တော်များများဒီ process ကလည်းရှည်ပြီးတော့ရှုပ်တော့တိတ်ပြီးတော့မလုပ်တတ်ကြဘူးပေါ့မလုပ်တတ်တော့အခုကကိုကအသုံးဝင်အောင်လို့နောင်ကြလို့ရှင်တဲ့ချိန်ကြရင်ဒီရောက်လာတဲ့ခါကျရင်လှုပ်ချင်စိတ်များပေါက်လာခဲ့သည်ရှိတော့ထမင်းစားလက်မှတ်လေးတခုရတာပေါ့နော်ကိုလှုပ်တာမလှုပ်တာကိုသဘောပဲအဲ့ဒီတော့အဲ့ဒါကိုဘယ်လိုလုပ်ရလဲဆိုရင်ပထမဦးဆုံးမှာကိုကဒီပေါ်တူဂီရဲ့ driving license ရှိထားရတယ်ပေါ့နော်ပေါ်တူဂီရဲ့ driving license ရှိထားရမယ် driving license ဘယ်လိုပြောင်းရလဲဆိုတော့အရင်တော့က vlog တစ်ခုမှာပြထားပြီးတယ်အဲ့ဒါအခု comment မှာ link ပြန်ချထားပေးမယ်ပေါ့နော်ပေါ်တူဂီရဲ့ driving license ရှိရဆိုလို့ရှိရင်တက်တန်းက3နှစ်အနည်းဆုံးရှိရတယ်။ဥပမာအားဖြင့်ကိုက2026အခုမှစပြီးတော့လုပ်မယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့3နှစ်ကလေးကရထားတဲ့ driving license ပေါ့တက်တန်းအဲ့လွန်ခဲ့တဲ့3နှစ်ကလေးစထားတဲ့ driving license ဖြည့်ရမယ်ပြီးတော့ B အုပ်စုဝင်ဖြည့်ရမယ်။ B အုပ်စုဝင်ဆိုတာဒီကားသိမ်းမောင်းတဲ့ driving license ပေါ့နော်။အဲ့ဒါဖြည့်ရမယ်။အဲ့လိုဖြစ်တယ်ဆိုလို့ရှိရင်ပထမဦးဆုံးဘာလုပ်ရလဲဆိုတော့သူ့ကို endorsement လုပ်တယ်လို့ခေါ်တယ်။ endorsement ကဒီ commercially မောင်းဖို့အတွက်ကိုက qualify ဖြစ်ပါတယ်ဆိုတဲ့ဟာမျိုး endorsement လုပ်ရတယ်။ endorsement ဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်တစ်က medical certificate ကဒီဆေးရုံဆေးကမှာတောင်းလို့ရတယ်ပေါ့နော်ဒါနဲ့ပတ်သက်လို့ပေးပါဆိုတောင်းတာပဲဖြစ်ရတယ်အဲ့ medical certificate လိုတယ်ပြီးရင်ဒုတိယတစ်ချက်ကကြတော့ test တစ်ခုဖြည့်ရအဲ့ test ကဘယ်လိုမျိုးလဲဆိုကိုယ့်ရဲ့ response rate ကိုစစ်တာ response rate ကိုစစ်တာဆိုတော့ तू ကဒီ test ရဲ့ဟာလေးနည်းနည်းပြရမယ်ဆိုလို့ရှိရင်ဥမာအယောင်လေးပြတာကွာဖြူနီပြဖြူတော့မပါပါဘူးနီဝါစိမ့်ပေါ့နော်နီဝါစိမ့်ကိုမမ၄တောင်းအဝိုင်း4တောင်းအဝိုင်း3ကန်အဲ့လိုမျိုးလေးတွေကိုက screen မှာပေါ်လာတာကိုက response နှိပ်ရတယ်ဆိုတော့လွယ်လေးပဲဒါပေမဲ့တနားရီလောက်ကြီးကိုအဲ့ဒီအနီအဝါရဲ့အစိမ်းရဲ့ပဲမြင်ပြီးတော့တရိကန်လား4000လားအဲ့ချိန်ကျရင်နိုင်ဝက်လောက်ဆိုမျိုးလုံးတွေကပြာလာပြီအဲ့ဒါဆိုတော်တော်သတိထားရတယ်ပေါ့နော်သူကသူ့ရဲ့ response သူသတ်မှတ်ထား3စက္ကန့်အတွင်းမှာနှိပ်ရတယ်ပြီးရင် break တို့ပါလို့နင်းရတယ်ဒါကိုတနားရီလုံးလုပ်ရတယ်ပေါ့နော်ကဲတော့ तू ကအဲ့ exam pass ဖြစ်သွားပြီပေါ့အဲ့ဒီ test pass ဖြစ်သွားပြီဆိုရင်အဲ့စာရွက်2ရွက်ကိုယူပြီးတော့ကညနာကိုသွားကညနာဆိုတာဒီပေါ်တူဂီရဲ့ကညနာကိုသွားပြီးတော့ဒီ endorsement ကိုသွားလုပ်ရအဲ့စာရွက်2ရွက်နဲ့အဲ့ endorsement ရလာပြီးသွားပြီဆိုလို့ရှိရင်じゃတစ်ချိန်တည်းမှာလုပ်လို့ရတယ်နော်တစ်ချိန်တည်းမှာလုပ်လို့ရတယ်ဆိုတာဒီ endorsement သွားလုပ်နေတဲ့အချိန်မှာပဲသင်တန်းတက်နေလို့ရတယ်သင်တန်းတက်ရတယ်သင်တန်းကဘာလဲဆိုလို့ရှိရင်ဒီမှာတော့ TVD လို့ခေါ်တာပေါ့နော် TVD ဆိုတာက short form ရေးထားတာအဲ့ဒါကဒီပေါ်တူဂီစကားပေါ့နော်ပေါ်တူဂီစကားကိုအတူကောက် DVD လို့ခေါ်တယ် DVD driving license အတွက်ကိုသင်တန်းတက်ရတယ်သင်တန်းကနိုင်90ပေါ်တူဂီလိုသင်တယ်သူက online တက်လို့ရတယ် online တက်လို့ရတယ်ဆိုပေမဲ့ဒီတိုင်းပြီးတော့တက်တာမဟုတ်ဆရာစာရေးပိုင်းလှည့်မေးသေးတာသင်နေနဲ့စာရေးပိုင်းမေးသေးတာပြီးရင် तू ဂျင်းနှမ်းမှာ तू က pass ပေးသေးတာကွာဒီလားပြီးရင်သင်တန်းလည်းပြတ်လို့မရဘူးပေါ့နော်အဲ့နိုင်90လုံးကိုအဲ့တော့ကိုကပေါ်တူဂီစကားလေးတော့နည်းနည်းပါတက်မှရမယ်ကိုလည်းတိတ်တော့အတက်ကြီးမဟုတ်ဘူးဆိုပေမဲ့ဟိုအနည်းဆုံးတော့ကိုယ့်အကြောင်းကိုပြောနိုင်တာဒါပေမဲ့ဆရာပြောတာနားလေဒီလောက်တော့ရှိရမယ်ပေါ့နော်ပြီးတော့လို့ရှိရင်အဲ့ဒီသင်တန်းကျောင်းမှာပဲရေးဖြည့်နှုတ်ဖြည့်မပါဘူးရေးဖြည့်ရဲ့ဒီ practical ရဲ့နှစ်ခုရှိရယ်ရေးဖြည့်ရတော့လွယ်တယ်သင်တန်းကျောင်းမှာမေးတဲ့ရေးဖြည့်ကကြတော့ဒီ open book ပဲကိုက Google ဘာခောက်ပြီးဖြည့်လိုက်လို့ရတယ်ပြီးတော့ရင်じゃကားမောင်းပြရတယ်ကားမောင်းတာじゃ6နာရီမောင်းပြရတယ်6နာရီမောင်းပြတယ်ဆိုဒီကိုစစ်တဲ့ဆရာဘေးမှာထိုင်နေပေါ့နော်ပြီးရင် तू သွားခြင်းတဲ့နေရာကိုလိုက်ပို့ရတယ်ပေါ့အဲ့တော့6နာရီ practical test ဖြည့်ရတယ်အဲ့နှစ်ခုလုံးကို pass ဖြည့်ရတယ်အဲ့နှစ်ခုလုံး pass ဖြည့်ပြီးသွားလို့ရှိရင်ဒီထက်ပိုခက်တဲ့ exam နောက်တစ်ခုလာတယ်အဲ့ဒါကဘာလဲဆိုတော့ကညနာမှာတော့ဖြည့်ရတာကညနာမှာတော့ဖြည့်ရတဲ့ဟာကကြတော့စောနာတုံးကဒီနိုင်90မှာတင်ခဲ့တဲ့စာတွေဝယ်မိတာပဲကျောင်းကစာနဲ့လည်းအတူတူပဲတခုပါကွာဝလဲဆိုတော့ तू ကopen book လို့မရဘူးခိုးချလို့မရဘူးပေါ့နော်ကွန်ပျူတာနဲ့ဖြည့်ရပြီးတော့တနာရီမေးခွန်းတနာရီစာမှုဝဲကိုမှမေးခွန်း30ပါတယ်မေးခွန်း30ကဘာလဲဆိုလို့ရှိရင် तू ကဒီခေါင်းစဉ်5မျိုးကို तू ရောထားတာပေါ့နော်ခေါင်းစဉ်5မျိုးကဘာလဲဆိုလို့ရှိရင်ဒီ
ရင်စီကန်လန်းစီကန်တော့အဓိကပဲရင်စီကန်လန်းစီကန်တွေအကြောင်းပါတယ်ပြီးရင်ရှေးဥတူနာပြုစုနည်းတွေပါတယ်ပြီးရင်ကားရဲ့ mechanic အကြောင်းတွေပါတယ်ပြီးရင်ဒီ DVD license အသုံးပြုဖို့အတွက်ဆိုလို့ရှိရင်ဘာတွေလိုအပ်တယ်ပေါ့နော်ဥပမာကားမျိုးစားတို့ပြီးတော့ရင်ဒီတိချိုက်တာတွေအကုန်လုံးပေါ့နော်အဲ့ဒါကြီးပါတယ်ပြီးတော့လို့ရှိရင်ကကြောက်ဒီ eco driving environmental saving အတွက်ဘယ်လိုမောင်းရမယ်ဆိုတာမျိုးတွေပါတယ်အဲ့ဒါကြီးအကုန်လုံးရောထားတယ်မေကွန်း30ကိုတနားရီတွင်းမှာဖြည့်ရတယ်သူကသတ်မှတ်ထားတာက90% pass ဖြည့်ရမယ်ပေါ့နော်90% pass ဆို10%ဆို3ခုမှာခွင့်ရှိရပေါ့ကြားတဲ့လူလည်းရှိရကိုနဲ့တူဖြည့်တဲ့ထဲမှာ3ယောက်လောက်ကြာရကွာဒီလားကိုကတော့ရတယ်ဆိုတော့ तू ကပေါ်တူဂီလိုမေးတာဆိုပေမဲ့ multiple choice ပဲဖြစ်ရတယ်နော်ရေးပြရတယ်ဘာမှမပါဘူးဆိုတော့မေကွန်း300ကျော်ရှိတယ်ကြက်မယ်ဆိုရင်မေကွန်း300ကျော်ရေး300ကျော်လုံးကိုအစအဆုံးဖြီးနှပြန်ကောင်းနှပြန်ရနေပြီဆိုလို့ရှင်ဒါကမှားစရာအကြောင်းမရှိဘူးကွာဒီထဲကနေပဲမေးတာအဲ့တော့ဒီဟာ pass ဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ exam စာရွက်ကိုယူပြီးသွားရင်အဲ့ exam ရဲ့အဖြေစာရွက်ကချက်ချင်းရတယ်အခုဖြေရင်ခဏနေစောင့်ပြီးသွားတာနဲ့သူကတခါတည်းပေါ့နော်တနာရီပြည့်ပြီးတော့ခဏနေစောင့်ပြီးသွားတယ်စာရွက်တခါတည်းအောင်စင်းလက်မှတ်တခါတည်းထုတ်ပေးလိုက်တာကျွန်တော်တော့အောင်စင်းလက်မှတ်ကိုကျောင်းအောင်ပို့လိုက်လို့ရှိရင်အဲ့ကျောင်းကိုပို့လိုက်အဲ့အောင်လက်မှတ်ပါပြီးသွားတော့မှကျောင်းကနေပြီးတော့ဒီသင်တန်းပြီးဆုံးကျောင်းအောင်မြင်ကျောင်းကိုသူက certificate ထုတ်ပေးတယ်အဲ့တော့ကျောင်းကထုတ်ပေးတဲ့ certificate နဲ့ဆွမ်းနာတော့ငါဒီကိုယ့်ရဲ့လုပ်ထားတဲ့ပေါ့နော်ဒီ endorsement လုပ်ထားတဲ့ driving license နဲ့အဲ့ဒီနှစ်ခု plus ကိုမှရဲစခန်းထောက်ခံစာလို့ရဲစခန်းထောက်ခံစာကဒီကားမောင်း license အတွက်ဆိုပြီးတည်တံ့ပေးတဲ့ရဲစခန်းထောက်ခံစာပေါ့နော်ပေါ်တူဂီရဲ့ရဲစခန်းထောက်ခံစာမြန်မာဟာမဟုတ်ဘူးအဲ့ဒီ3မျိုးကိုယူပြီးတော့ဒီကညနာမှာဒီကတ်ကိုပေါ့နော် driving license မှာ DVD အတွက် driving license ကတ်ပေါ့ license ကတ်လို့ဟာမျိုးသွားလုပ်ရတယ်သွားလုပ်ရဆို online ကနေလုပ်ရုံပဲဒီကိုယ်တိုင်သွားကြည့်ရမလို့ online ကနေတင်လိုက်ရုံပဲအားလုံးပြည့်စုံတယ်ဆိုရင်မအမှားမရှိဘူးဆိုလို့ရှိရင် तू က certificate အရင်ထုတ်ပေးတယ် certificate ကအဲ့ certificate နဲ့စမောင်းလို့ရပြီပြီးသွားလို့ရှိရင်ဒီ printing ကတ်ကိုじゃအိမ်အောင်ပို့ပေးရပေါ့နော်ကိုပေးထားတဲ့လိပ်စာအတိုင်းကိုအိမ်အောင်ပို့ပေးတယ်အဲ့အခုနောက်ပိုင်းကကြတော့ကိုဖြေတော့ဒီ April လမှာဖြေထားတာကိုကတ်ရတဲ့အချိန်อ่ะပေါ့နော်အခု August မှာလပိုင်းလေးအတွင်းမှာသူ့ရဲ့ rules တွေထပ်တိုးတယ်အရင်တော့ဆိုလို့ရှိရင်ပေါ်တူဂီလိုမေးတာပေါ်တူဂီလိုသင်တာဒါပေမဲ့ပေါ်တူဂီ language test မပါဘူးအခုပြန်ဖြေမယ်ဆိုလို့ရှိရင်သူတို့ထပ်တိုးတာပေါ်တူဂီ language test ကိုပါတတ်ထပ်စစ်တယ်ဘလို့စစ်လဲတော့ကိုလည်းမပြောတတ်တော့ဘူးဒါပေမဲ့အဲ့ဒီဟာက approve ဖြစ်သွားပြီပေါ့နော်ပေါ်တူဂီ language test ကိုပါထပ်စစ်မှာပေါ့ဖြစ်ဖို့များတာကကြတော့အနည်းဆုံးတော့ကိုကဒီ passenger နဲ့ fluently စကားပြောနိုင်ရမယ်သူသွားချင်တဲ့နေရာကိုသိရမယ်ဥမာဘယ်ညာရက်တာသွားတာဒါတွေသိရမယ်ပေါ့နော်အဲ့လောက်တော့ကိုပြန်လည်စကားပြောနိုင်တဲ့အဆင့်ဖြစ်ရမယ်ပေါ့အခုတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်